Hello guys ကဲဒီနေ့မှာတော့နေ့တင်စကားပြောမှာအသုံးဝင်တဲ့စာလုံးလေးတွေနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် Turn off စုညံတန်နေအလုံးလုံးနေတာတွေရက်ကြံဖို့နဲ့ပြင်းစရာကောင်းတဲ့ဆွဲနေရာတွေသုံးပါတယ် Please turn on the light before you leave Loud chewing sounds turn me off That movie turned me off Get ready တနေ့တာအတွက်ကိုပြင်ဆင်တာကိုသုံးပါတယ် She is getting ready for the party Get ready we are leaving soon He got ready and went out Head out ထွက်သွားတာထွက်ခါတာနဲ့အဓိပ္ပာယ်အတူတူပဲဖြစ်ပါတယ် I'm about to head out Let's head out before it rains He headed out without saying goodbye ဒီလိုလေးသုံးလို့ရပါတယ် Hang out တကယ်ချင်းတွေနဲ့အတူတူအေးစစ်စစ်ချောက်လဲမဲ့ဆွဲနေရာမှာသုံးပါတယ် I like to hang out with my friends Do you wanna hang out this weekend We used to hang out every day ဒီလိုလေးသုံးလို့ရပါတယ် Grab a bite တစ်ခုခုကိုမြင်မြန်ဆန်ဆန်စားတာမျိုးကိုဆိုလိုပါတယ်တင်မှာအချိန်ကြာတိထိုင်စားဖို့လည်းအချိန်မရဘူး sandwich လိုမျိုးမြင်မြန်စားလို့ရတဲ့စားစာမျိုးကိုစားလိုက်တဲ့အခါမှာသုံးပါတယ် Do you wanna grab a bite before our meeting I usually grab a quick bite during lunch break Let's grab a bite and talk ဒီလိုလေးသုံးပါတယ်